ကိုဟယ်ရီမနေ့ပြန်ခရီးသွားတော့မှာဆိုကျွန်တော်တို့ကိုဘယ်လိုထားခဲ့မှာတော့အိမ်မှာလည်းဘယ်သူမှမရှိပဲကျွန်တော်တို့ကိုဘယ်လိုစာကျွေးမှာတော့ကျွန်တော်တို့တွေခရီးသွေးသွားတဲ့အခါဘက်တာလေးတွေကိုအိမ်မှာထားခဲ့ရပါတယ်ကျွန်တော်ကတော့ခရီးမသွားခင်တရက်ကြိုပြီးတော့100ရာခိုင်နှုန်းရေလဲပေးတာဖြစ်ဖြစ်50ရာခိုင်နှုန်းရေလဲပေးတာဖြစ်ဖြစ်ကျွန်တော်ကတော့လုပ်ပါတယ်ရေလဲပြီးရင်တော့စားကြမ်းထည့်တယ်ဘန်နာရွက်ထည့်တယ်အကယ်၍ဘန်နာရွက်မရှိရင်ကျွန်တော်ဘလက်ဝါတာထည့်တယ်ပြီးတော့ဆေးဝါကိုအသုံးပြုပါတယ်စားကြမ်းကတော့ငါးလေးတွေအတွက်အန္တရာယ်ဖြစ်စေမယ်ဘက်တီးရီးယားတွေမဝင်လာအောင်ကာကွယ်ပေးပါတယ်ဘလက်ဝါတာကတော့ဘက်တာလေးတွေကြိုက်တဲ့ရေအနေထားအောင်ရောက်စေတယ်ဆေးဝါကတော့ငါးလေးတွေကိုအမြဲတမ်း active ဖြစ်စေပါတယ်ဒီဆေး၃မျိုးလုံးကကျွန်တော်အိမ်မှာမရှိတဲ့အချိန်ဒီမှာရေရဲ့ quality ကိုထိမ့်သိမ့်ပေးထားမှာဖြစ်ပါတယ်အစာကတော့ဝါနေအောင်ကျွေးတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ပုံမှန်ကျွေးနေကြအတိုင်းပဲကျွေးခဲ့လို့ရပါတယ်အကယ်၍ကိုယ့်ရဲ့ဘက်တာခုန်တက်တဲ့အကျင့်ရှိတယ်သို့မဟုတ်ဝိုင်းဘက်တာဖြစ်နေတယ်သို့မဟုတ်ကိုယ့်အိမ်ကိုကြောင်လေးတွေကဝင်တာထွက်တာရှိတယ်ဆိုလို့ရှိရင်တော့အဖုံးလေးအုပ်ခဲ့တာကသူတို့အတွက်ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်အခုကတော့ခီးသွားဖို့ထားတာကြောင့်မနက်4နာရီရှိပြီပေါ့နော်ကျွန်တော်ငါးလေးတွေထားတဲ့နေရာကအောက်တော့ဖြစ်တဲ့အတွက်နေအောင်ကြီးတိုက်ရရတယ်ပေါ့အဲ့တော့အချိန်ကြာလာရင်ကန်လေးတွေကြီးညှိတက်တာတွေဖြစ်နိုင်တယ်အဲ့ဒီအတွက်ကျွန်တော်ကတစ်ခုခုနဲ့ကာခဲ့မှာပဲဖြစ်ပါတယ်ဘက်တာအကြောင်းအနည်းငယ်ဆွေးနွေးပြီးသွားပြီဆိုတော့ကျွန်တော်ခီးသွားတဲ့ဘက်ကိုကျွန်တော်တစ်ချက်လောက်လိုက်ပြပေးမယ်အခုကတော့ကျွန်တော်ကြိုက်ထီးရိုးကိုယထာနဲ့သွားမှာဖြစ်ပါတယ်ယထာနဲ့သွားရတာက4နာရီလောက်တော့စီးရပါမယ်သူ့ရဲ့အားသာချက်ကကြတော့ကျွန်တော်ကားမှုတက်တဲ့လူတွေအတွက်ယထာနဲ့ကပို့ပြီးတော့အဆင်ပြေပါတယ်ရထားနဲ့ကြတော့ကျွန်တော်ဘေးပတ်ဝန်းကျင်ကိုလည်းကြည့်လို့ရတယ်ရှုခင်းတွေကတော်တော်မိုက်တယ်ပါတယ်ပေါ့ပြီးတော့ရထားပေါ်မှာကြတော့ကျွန်တော်အသေးမျိုးစုံလာပြီဗျာကျွန်တော်ဆိုလို့ရှိရင်ရထားနဲ့ပထမဆုံးသွားဘူးလားဆိုတော့လာသမျှကိုအကုန်စားတာပေါ့ကျွန်တော်အိမ်ကလည်းဘာလာလာကိုဒေါင်းတော့တာပဲကျွန်တော်ဟိုမှာလာသမျှအကုန်ဝယ်ပါတယ်ကျွန်တော်စီးတာတော့ရန်ကုန်ဘူတာကြီးကနေပဲစီးတာပေါ့နော်ကျွန်တော်အဲ့ရထားစီးတဲ့နေရာမှာတခုသတိထားမိတာကကျွန်တော်ရထားဖြတ်သွားတဲ့လမ်းတွေမှာကျွန်တော်ကလေးလေးတွေကထွက်ပြီးတော့သူတို့မုတ်ဒီပါတွေတောင်းတယ်ပြီးတော့တချို့တွေကြောက်လည်းပတ်စံလေးပြစ်ပေးကြတယ်ပေါ့ကျွန်တော်အဲ့လိုမျိုးလုပ်တာဒါအခုမှပထမဆုံးမြင်ဘူးလားဗျာအဲ့တော့ကျွန်တော်ရဲ့အိမ်ကလူတွေကလည်းသူတို့အတွက်မုတ်လေးရောပြစ်ချပေးခဲ့ပါတယ်ကျွန်တော်တို့ကြိုက်ထုတ်ဘူးတာရောက်ပြီးတာနဲ့ကျွန်တော်ကယ်ရီငှားပြီးတော့ဒီတောင်ကြီးကိုဆက်ပြီးတော့သွားရပါသေးတယ်ကျွန်တော်တို့တောင်ပေါ်ကို2နာရီ2နာရီလောက်တော့ရောက်တယ်ပေါ့ရောက်ပြီးတာနဲ့ကျွန်တော်တို့ကတက်ကြွနေတာဆိုတော့ကျွန်တော်တို့ဒီကြိုက်တီးရိုးမှာနာမည်ကြီးရဲ့ကြောက်ထက်ကြီးဖျားကိုကျွန်တော်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကညနေ4နာရီလောက်မှသွားတာဆိုတော့ကျွန်တော်လမ်းကြီးဘက်ကိုအသွားပြန်3နာရီခွဲလောက်ရှောက်လိုက်ရတယ်ပေါ့တောင်ပေါ်ရောက်တော့ပဲကျွန်တော်ည9နာရီလောက်တောင်ထိုးနေပြီပေါ့အဲ့လိုနဲ့ပဲတနေ့တာပြီးသွားတယ်ကျွန်တော်နောက်တရက်ရောက်တဲ့အခါမှာတော့ကျွန်တော်အရင်တော့ကတော့ကြိုက်တီးကိုသွားဖို့ပဲမယ်အခုမှပထမဆုံးဆန်းလုပ်ကြည့်တာကတော့ဆိုင်ကယ်တွေကိုတီးတက်ငါပြီးတော့ကျွန်တော်တောင်6တောင်ပေါ့အဲ့6တောင်ကိုပတ်သွားတာဖြစ်ပါတယ်ဆိုင်ကယ်ကတော့ကိုယ်တိုင်မမောင်းပါမောင်းလည်းမမောင်းတတ်ပါဘူးကျွန်တော်လိုက်ဖို့ပေးတဲ့လူတွေရှိပါတယ်အားနေချက်ကကျွန်တော်ဆိုင်ကယ်စီးရမှာအရမ်းကြောက်တာဗျာဒါပေမဲ့လည်းဆိုင်ကယ်မောင်းတဲ့လူတွေကျွမ်းကျင်နေတာဆိုတော့ကျွန်တော်ယုံကြည်ပြီးပဲစီးလိုက်ပါတယ်အဲ့တောင်6တောင်လုံးမှာရှိရဖျားတွေကကြာလူလာအရန်နေဗျာပြီးတော့အမှားကဒီခွေးလေးတွေကြောင်လေးတွေအရန်များတယ်အဲ့တော့သူတို့တွေကလည်းဘာလာလာကိုဒေါင်းနေကျွေးသမျှအကုန်စားတယ်ပေါ့ပြီးတော့ကျွန်တော်အမှားမြောက်တွေရောပူးတွေရောအစုံပဲကျွန်တော်တွေ့ခဲ့တယ်အဲ့လိုနဲ့ပဲကျွန်တော်နောက်ထပ်တစ်ညအိပ်ပြီးတော့အိမ်ကိုပြန်လာခဲ့ရပေါ့ပြန်လာတဲ့ဟာတွေကမရိုက်ပြစ်လိုက်ဘူးဘာလို့ဆိုတော့အပြန်ကြတော့ကားနေဆိုတော့ကားရမ်းမူးနေရတယ်ကျွန်တော်ဘာမှတော့တိတ်ပြီးတော့မရိုက်ပြစ်လိုက်ဘူးအခုကတော့အိမ်ရောက်ပါပြီကျွန်တော်ငါးလေးတွေအကုန်အဆင်ပြေရဗျမိတ်ဆွေတို့ဘယ်နှစ်ရက်ပဲခီးသွားဥပမာတစ်ပတ်လောက်ပေါ့တစ်ပတ်လောက်ထိတော့ကျွန်တော်လုပ်တဲ့ technique ကခံနိုင်တယ်ဗျာအဲ့တက်ပို့ပြီးခရီးကြာရှည်သွားမယ်ဆိုရင်လည်းငါးလေးကျမ်းမာရေးနည်းနည်းချိုရင်းတာတော့ရှိနိုင်တယ်ဒါပေမဲ့တည်တဲ့အထိတော့မဖြစ်ဘူးပေါ့နော်တို့ပေမဲ့တတဝါဆိုတဲ့အတိုင်းပဲတေကံပါရင်တော့တည်ရမှာဖြစ်ပြီးတော့ဝေးရကံပါရင်လည်းကိုယ့်ဘက်ကဘလောက်ပဲဆွဲတာဝေးရမှာဖြစ်ပါတယ်